ယောယောကြောက်ယောယောဝေဖန်တဲ့ပရိသတ်တွေကိုတဲပြောလိုက်တဲ့ပရိုက်တာမင်းသမီးကြီးခိုင်နူဝေကဲပရိသတ်ကြီးတို့မြန်မာနိုင်ငံရဲ့ဝေဖန်ချန်ပြုတ်နေကြတဲ့သူတွေအကုန်လုံးကိုပညာသားပါပါနဲ့ဒေရှင်းလာသူကတော့မင်းသမီးကြီးခိုင်နူဝေပဲဖြစ်ပါတယ်ခိုင်နူဝေဆိုတာကပရိုက်တာမျိုးသမီးကြီးတယောက်ဖြစ်တယ်လို့ငယ်စဉ်ကလေးကထက်မြက်လွန်တာကြောင့်ဘယ်တော့မှဆိုလူများကြားထဲမှာချီကျုပ်ခင်ရသူပဲဖြစ်ပါတယ်သူမအနေနဲ့ကတော့မိဘမဲ့ကြရာတစ်ခုလုံးကိုဦးစီးထားရတယ်ဆိုပေမဲ့လေကလေးတွေနဲ့ပတ်သက်လို့နည်းနည်းလေးမှအလေးအဟင်းမရှိအောင်စီမံပေးတတ်တာကြောင့်မိဘမဲ့ကလေးတွေကမှခိုင်နှင်းဝေကြရာကမိဘမဲ့တွေဟာအားလုံးထက်ပိုသာနေတယ်ဆိုတဲ့စကားသံတွေထွက်လာခဲ့တာပါအခုချိန်မှာဆိုရင်လေဘာကိုမှသိချမလေးလာပဲနဲ့မစုံစမ်းမဲနဲ့ဝေဖန်ကြံပြုတ်နေကြတဲ့သူတွေကိုမင်းသမီးကြီးခိုင်နှင်းဝေကတဲပြောလာခဲ့တာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းငလင်ပေးကြီးကြောင့်ပြည့်စည်သွားခဲ့တဲ့အိုးဝင်တွေရှိသလိုပြန်ပြီးတော့နည်းလည်းမထူနိုင်တော့တဲ့မိသားစုတွေကလည်းအင်မတန်မှများပြားနေကြတာပါဒီလိုမျိုးငလင်ပေးကြီးစဖြစ်ချိန်ကလေးကခိုင်နှင်းဝင်ဟာတိတ်တိတ်ဆိတ်ငိမ့်နေခဲ့တယ်လို့ပရိသတ်တွေကဝိုင်းပြောကြပေမဲ့လေသူမအနေနဲ့ကတော့အလူသာတေချာမခံဖြစ်တာဆိုတဲ့အကြောင်းနဲ့တေးသေးချာချာထိထိမိမိလူနိုင်ဖို့စည်ရင်းနေလုံနေတာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။အဲနောက်မှာတော့ငလင်ဘေးကြီးနဲ့ပတ်သက်ပြီးတာဝန်ရပတ်စံသိန်းပေါင်းတောင်းတဲ့ချီကိုအလက်ဟက်တဲ့လူတွေလို့ပြောနေခဲ့တဲ့သူတွေလည်းရှိတာကြောင့်အရာရာကိုသူများတွေရဲ့အပြောနဲ့လိုက်ဝေဖန်တာမျိုးမဟုတ်ဘဲကိုရိုင်းကလည်းတေချာလေးလာပြီးတော့ကြည်ပါအောင်လို့ဆိုပြီးတော့ပြောလာခဲ့ပါတယ်။ဒီကဲတမ်းမှာကြတော့ခိုင်နေဝေဟာငလင်ဘေးကြီးစဖြစ်ပြီးဆိုတဲ့ချိန်တွေကမဖြစ်မနေကုညီပေးရမယ်ဆိုတာကိုသိနေခဲ့ပေမဲ့လေအဲ့လိုမျိုးစဖြစ်တဲ့ချိန်တွေမှာတော့ကုညီမဲ့သူတွေထောက်ပံ့သူတွေများပြားနေကြတာမလို့အလဟတ်သက်ဖြစ်မသွားရအောင်စောင့်ပေးနေကြတာပဲဖြစ်ပါတယ်တကယ်တမ်းသူမစလုပ်ပြီးဆိုတဲ့အချိန်ကလူတိုင်းနှိပါအင်အားကုန်ခန်းသွားတဲ့အချိန်မှဖြစ်ပြီးတကယ်လိုပဲသူတွေမနိုင်မနှင်းကြံရတဲ့သူတွေအတွက်အားတစ်ခုအဖြစ်နောက်ကနေရှိနေပေးကြတာဖြစ်ပါတယ်သူမရဲ့စိတ်ဓာတ်နဲ့လောက်ရက်ကိုယုံကြည်ကြသူတွေကလည်းခိုင်နှင်းဝေမိဘမဲ့ကြရမှာအလိုမခံရသေးခင်ချိန်မှာတွင်ရုံရုံကြည်ကြည်လာလူပေးခဲ့တာကြောင့်အားလုံးရဲ့အိမ်မက်တစ်ခုလိုဖြစ်ရတဲ့ငွေကျပ်1000ကျော်ကလည်းငလျင်ဘေးကြီးတွေဖြစ်လာခဲ့ရပါတယ်။ဒါကြောင့်မဲခိုင်နေဝေကယုံကြည်သူတွေလာလူတာနဲ့ပတ်သက်ပြီးအလဟတ်သက်မဖြစ်ရအောင်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့သတ်မှတ်ပြီးအချိန်တစ်ခုရောက်တဲ့အထိစောင့်နေကြတာပဲဖြစ်ပါတယ်။အခုလိုမျိုးရောက်လာပြီးဆိုတဲ့ချိန်မှာလေနေစရာအိမ်မရှိသူတွေကိုနေဖို့အိမ်တွေစောက်လုပ်ပေးခဲ့တဲ့ပြင်ပြန်လည်ထူထောင်ရေးအတွက်ကိုလည်းအစပေါင်းများစွာကူညီပေးခဲ့ပါသေးတယ်။အဲ့ဒါပြင်ငလင်ကြောကြီးကြောင့်ပြည့်ရွေကြောတွေတိမ်ဆောင်ပြီးတောက်သုံးရည်ညဉ့်ညမ်းမှုပြဿနာတွေကိုလည်းဒေသတစ်ခုစီတိုင်းမှာတောက်သုံးရည်တန်ဆက်တွေတက်ဆင်ပေးပြီးတော့ကြကြနာနာကဲတင်ပေးကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဝေဖန်မှုတွေကပင်ပန်းမှုတော့မဖြစ်စေချင်ဘူး။ဒါပေမဲ့စိတ်ရှုပ်ရတဲ့ယုံကြည်မှုဆိုတာအမားတို့ကအချိန်နဲ့တိဆောက်လာတာအခုချိန်မှာခိုင်နှဝေဖောင်ဒေးရှင်းဆိုပြီးတော့ထားလုပ်ပြီးတော့လူတွေယုံကြည်လာတာမဟုတ်ဘူး။အဲ့လိုရှင်တွေကအမကိုယုံကြည်ပြီးမှလူကြတာသူတို့ယုံကြည်မှုတွေများလေလေအမမှာတာဝန်ပို့ကြည့်တယ်။လဲလဲမိသလားထိထိမိမိဖြစ်အောင်အကောင်းဆုံးစဉ်းစားပြီးတော့လုပ်ပေးကြတယ်။ဒုက္ခရောက်နေတဲ့သူတွေကို